မိဘကိုလူကျွေးပြုစုသည်ဘယ်တော့အခါမှဒုက္ခမရောက်ဘူးဆိုတာမှန်ပါသလားဒီကုသိုလ်ကအကျိုးပေးတဲ့အခါဆိုဖြစ်နိုင်တာဒီကုသိုလ်ကအကျိုးမပေးဘူးအကျိုးပေးတဲ့အခါရှိတယ်သူကအခွင့်မသာလို့အကျိုးမပေးတဲ့အခါရှိတယ်ကုသိုလ်ကတော့ကုသိုလ်ပဲပေါ့ကုသိုလ်ကောင်းမှုကတော့ပြပြောစရာမရှိပါဘူးနော်မိဘကိုလူကျွေးပြုစုသည်ဘယ်တော့အခါမှဒုက္ခမရောက်သူရင်တော့ဒုက္ခရောက်တဲ့အလုပ်တွေလုပ်လာရင်တော့ရောက်မှာပေါ့အဲ့တော့ဒါတခုတည်းနဲ့တော့ပြောလို့မရဘူးမိဘကိုငွေကြေးသာထောက်ပံ့မှုပြုပြီးကိုယ်တိုင်ကိုယ်ကြမပြုစုဘူးဆိုရင်ကိုကျေးဇူးဆရာရောက်ပါသလားမြတ်စွာဘုရားကကျေးဇူးဆရာရောက်မရောက်ဆိုတာနဲ့ပတ်သက်ပြီးတော့မိဘကကိုယ်ကျေးဇူးပြုတာ၃ချက်ရှိတယ်သားသမီးတွေပေါ်မှာမိဘကျေးဇူးပြုတယ်အာပါဒကသားသမီးကိုစောင့်ရှောက်ခဲ့တယ်စောင့်ရှောက်တယ်ဆိုတာလူလမ်းမြောက်လာသည့်ထီအောင်စောင့်ရှောက်တယ်နှုတ်ဖို့အမိုက်ပုံးနဲ့ထည့်လိုက်ရင်ဘယ်လိုလုပ်အမိုက်ပုံးနဲ့ထည့်လိုက်ရင်စောင့်ရှောက်တာမဟုတ်တော့ဘူးလေအဲ့တော့မိဘကသားသမီးကိုစောင့်ရှောက်ခဲ့တယ်ကျွေးခဲ့တယ်နောက်တစ်ခုကတော့ဣမတ္တလောကတ္တဓာတိတာဒီလောကကြီးကိုလာခွင့်ပြုတယ်အခုခေတ်ကလာခွင့်မပြုဘူးတဲ့တချို့ဟာလာခွင့်မပြုဘူးမလာခဲ့နဲ့ဆိုပြီးတော့လောက်တာလည်းရှိတယ်အဲ့တော့မိဘကသားသမီးပေါ်မှာကျေးဇူးရှိတာအရေးကြီးဆုံးကဘာလို့ဆိုလာခွင့်ပြုတာဒီပင်ကျေးဇူးပဲနော်ကိုယ်လူလောကထဲကိုကမိဘကိုအမိပြုပြီးမှလူလောကထဲရောက်နိုင်တာဟုတ်အဲ့တော့လူလောကထဲလာခွင့်ပြုလိုက်တာကမိဘရဲ့ကျေးဇူးပဲအဲ့ဒီမိဘရဲ့ခြေဆုကိုကပြန်ဆက်လို့ရတာမိဘကိုကြွေးခဲ့လို့ကိုပြန်ကြွေးတယ်မိဘကိုဆောင်းရှောက်ခဲ့လို့ဆောင်းရှောက်တယ်အဲ့ဒါတွေအတွက်ကခြေဆုခြေနိုင်တော့လဲလူလောကကြီးကိုလာခွင့်ပြုတဲ့ခြေဆုကတော့ဘယ်လိုဆက်လို့မရအောင်အဲ့တော့ခြေအောင်ခြေဆုဆက်တဲ့နေ့ကတော့ဘာလို့ဆိုရင်ဓမ္မနဲ့ခြေဆုဆိုင်ခြေတယ်ဓမ္မနဲ့ခြေဆုဆက်တယ်ဆိုတာတရားတရားမရှိသေးတဲ့မိဘတရားတရားရှိအောင်နော်အလှူဒန်းမလှူဒန်းတဲ့မိဘလှူအောင်သီလမရှိသေးတဲ့မိဘသီလရှိအောင်ပညာမရှိသေးတဲ့မိဘပညာရှိအောင်ကောင်းတဲ့ဘက်ကိုပို့ဆောင်ပေးတဲ့နည်းနဲ့ဆိုလို့ရှိရင်တော့ကျေးဇူးကြည်တယ်လို့မြတ်စွာဘုရားကဟောတာလေနော်အဲ့ဒီနည်းတိုင်းဆက်ဖို့ကအဲ့တော့ကြည်